ပါအတားတစ်ခုနဲ့အတားကိုပြန်ပြောင်းဆုံးစာမသိတဲ့ခီမှာလမ်းပြတော့ best နဲ့ပါလောကပြင်းညံ့ပြတဲ့ငါပဲမှာအတိတ်ကရပြောင်းတွေမှာအစောစိတ်တို့တစ်ဖြတ်ဖြတ်ကအတားတစ်ခုကအတားကိုစေစားမိညာနဲ့ကင်းဝေးရာအမိချိုပြီးတော့လိုက်ရှာဒါတင်ဒါလေးလေးမှာဇာတိဆောင်ရရအောင်အတိဆောင်ရရအောင်ကျေးဇူးများတင်ပါတယ်ဗျာ